အိမ်ရှိမင်းကချက်စရာကောင်းတဲ့ကြောက်ကလေးတစ်ကောင်ကိုမြင်လိုက်ရတဲ့အခါမှာအိမ်မွေးတိရစ္ဆာန်အဖြစ်မွေးမြူဖို့အတွက်လက်နဲ့အမြန်ဖမ်းဆီးလိုက်တယ်။ဒါပေမဲ့မမျောလင့်ပဲအဲ့ဒီကြောက်ကလေးကလေလေလိုက်တာအိမ်ရှိမင်းသားကမိလဲသွားတယ်။အဲ့ဒီနောက်မှာကြောက်ကလေးကရှောက်ပေါက်စီကိုအမြန်ပြေးသွားပြီးတော့အိမ်ရှိဆန်ကိုခိုးယူဖို့အတွက်ပြောတော့တယ်။အဲ့ဒီအခါမှာရှောက်ပေါက်ကအိမ်ရှိဆန်ကိုသူ့ရဲ့အိမ်မှာရှိတဲ့မိခင်ထံကိုဆွဲခေါ်သွားခဲ့တယ်။ရှောက်ပေါက်ရဲ့မိခင်က၄နှစ်တိုင်အမျိုးသားတစ်ယောက်မှမရှိခဲ့တော့နေ့တိုင်းအမျိုးသားတစ်ယောက်ကိုတန်းတာပြီးအိမ်မပြောနိုင်ဖြစ်နေတာကိုသူကမြင်ရတော့စိတ်မချမ်းသာလို့ဒီလိုလုပ်ခဲ့တာဖြစ်တယ်။မိခင်ဖြစ်သူကတော့အရန်ပင်ပန်းနေတဲ့ပုံပေါ်တော့လဲရှောက်ပေါက်ကမေသားအမျိုးသားတယောက်ကိုမြင်လိုက်ရရင်ပျော်သွားမှာလို့တွေးတောနေခဲ့တယ်။အမျိုးသမီးဖြစ်သူကဂရေမော်မှာထိုင်လိုက်တဲ့စင်မှာပဲဂရေမော်မှာအမျိုးသားတယောက်အိပ်ပျော်နေတာကိုတွေ့လိုက်ရတော့အရန်အော်တင်သွားတယ်။တိတ်ချကြည့်လိုက်ကတော့ဒီလူကလွန်ခဲ့တဲ့၄နှစ်ကသူမကိုယ်တိုင်စော်ကားဖျက်ဆီးခဲ့တဲ့အမျိုးသားတယောက်ဖြစ်နေတာကိုသိလိုက်ရတယ်။အမှန်စင်စစ်လွန်ခဲ့တဲ့၄နှစ်ကအမျိုးသမီးကရှေ့ခေတ်ကာလကိုကူးပြောင်းရောက်ရှိသွားခဲ့ခြင်းဖြစ်တယ်။အဲ့ဒီမှာပဲသူမကိုသူမအိမ်မက်မက်နေရလို့ပဲထင်မှတ်ခဲ့တာပါ။အိမ်မက်ထဲမှာအမျိုးသားတယောက်နဲ့ချစ်ဖြူဟာခင်းနေတယ်လို့ထင်ပြီးအဲ့ဒီအမျိုးသားကိုအတင်းအဓမ္မစော်ကားခဲ့ခြင်းဖြစ်တယ်။အဲ့ဒီအမျိုးသားကတော့မိမိကအိမ်ရှိဆန်မင်းသားဖြစ်ကြောင်းနဲ့ရိုင်းဆိုင်မလုပ်ဖို့ပြောပေမဲ့လည်းသူမရဲ့အိမ်မက်ထဲမှာအိမ်ရှိဆန်နဲ့ချစ်ရလူရတာကပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတယ်လို့ထင်ကဆက်လက်စော်ကားခဲ့တယ်။အိမ်ရှိဆန်ကတော့အတင်းအဓမ္မခုခံတားဆီးနေတဲ့အချိန်မှာပဲသူမကသူမရဲ့ဟင်းချက်အိုးကိုထုတ်ယူပြီးအိမ်ရှိဆန်ရဲ့ခေါင်းကိုအပြင်းပြင်းနဲ့ရိုက်ချလိုက်တော့အိမ်ရှိဆန်ကမေ့လဲသွားတယ်။အဲ့ဒီခါမှာသူမကအိမ်ရှိဆန်ကိုအောင်မြင်စွာစော်ကားနိုင်ခဲ့တယ်။နိုးလာတဲ့အခါမှာအိမ်မဟုတ်ကြောင်းသိလိုက်ရပြီးတော့မူလပိုင်ရှင်ရဲ့မှတ်ဉာဏ်တွေပေါ်လာတော့တယ်။အဲ့ဒီပိုင်ရှင်ကသူမရဲ့ဦးလေးဖြစ်သူကပြည်တန်စာယုံတို့အတင်းအဓမ္မရောင်းစားခြင်းကိုခံခဲ့ရသူဖြစ်တယ်။သူမကဦးလေးကိုမရောဖို့တောင်းပန်ခဲ့ပေမဲ့လည်းမရတော့ဦးလေးကိုကြိုက်ပြီးတော့ထွက်ပြေးလာခဲ့ရတယ်။မျက်နှာကိုရောက်တဲ့အချိန်မှာအသက်ရှင်လို့စိတ်ကုံဆုံးပြီးတော့ရေထဲကိုဆင်းပြီးမိမိကိုမိမိတေချောင်းကြံခဲ့တယ်။အဲ့ဒီအချိန်မှာပဲအိမ်ရှိဆန်ကမြင်သွားပြီးတော့သူမကိုကယ်တင်ခဲ့ခြင်းဖြစ်တယ်။ဒါပေမဲ့အိမ်ရှိဆန်ကသူကယ်တင်လိုက်တဲ့အမျိုးသမီးကအနာဂတ်ကကူးပြောင်းလာသူဖြစ်ပြီးသူ့အားစော်ကားမဲ့သူဖြစ်တာကိုမသိခဲ့ဘူး။နောက်ပိုင်းမှာအမျိုးသမီးကအိမ်ရှိဆန်မနိုးခင်မှာပဲထွက်ပြေးသွားခဲ့တယ်။အိမ်ရှိဆန်ရဲ့ကိုရံတော်တွေလည်းရောက်လာတဲ့အခါမှာအိမ်ရှိဆန်ကနိုးလာခဲ့တယ်။အိမ်ရှိဆန်ကမိမိရဲ့ဘဝမှာပထမဆုံးကြိမ်စော်ကားခံရတာဖြစ်တာကြောင့်ရမ်းရှက်ပြီးတော့အဲ့ဒီအမျိုးသမီးကိုရှာဖွေပြီးအပိုင်းပိုင်းခုတ်ထစ်ပြစ်မယ်လို့သစ္စာဆိုခဲ့တယ်။ဒါပေမဲ့အမျိုးသမီးကလည်းရှေ့ခေတ်မှာအစ်မပြေပါဘူး။အင်တာနက်မရှိဖုန်းမရှိဘဲနဲ့တကိုယ်တည်းဖြစ်နေတယ်။ပို့ဆိုးတာက3လကြာမှကိုဝင်ရှိနေတာကိုသိလိုက်ရတာဖြစ်တယ်။သူမကအမျိုးသားကိုကြိုက်ပေမဲ့လည်းခလေးရှိရင်နောက်ဒီလိုမျိုးသားဘလို့ရှားရတော့မလဲလို့သိပြတ်နေခဲ့တယ်။10လကြာမှသူမကသားတယောက်ကိုမွေးဖွားခဲ့ပြီးမိခင်တယောက်ရဲ့ပျော်ရွှင်မှုကိုပထမဆုံးချိန်ခံစားလိုက်ရတယ်။၄နှစ်ကြာမှသူမကသူမရဲ့စူးစမ်းမှုကြောင့်ချမ်းသာကြွယ်ဝလာပြီးခလေးရောငွေကောပြည့်စုံလာခဲ့တယ်။ဒါပေမဲ့ရှေ့ခေတ်မှာ KTV မရှိပြည်တန်ဆန်သာရှိပြီးတော့အမျိုးသားတယောက်ကိုခိုးယူမွေးထားတာကိုစိုးရကသိရင်ဝက်ချင်းတဲ့ကိုထည့်ပြီးရင်းနှစ်သက်ခြင်းကိုခံရမှာကိုကြောက်ရွံ့နေတယ်။ဒါကြောင့်သူမကငငယ်ငယ်လေးနဲ့မုတ်ဆိုးမဖြစ်ရတော့မှလားအမျိုးသားလိုချင်တဲ့နမင်းကြီးအမျိုးသားကိုပေးသနာပါလို့ညီးတွားနေခဲ့တယ်။ဒီဆူတောင်းတန်ကိုရှောက်ပေါက်ကကြားသွားပြီးတော့သူ့ရဲ့တငယ်ချင်းတွေကိုအမျိုးသားတယောက်ရှာဖွေပေးဖို့အကူအညီတောင်းတော့တယ်။တငယ်ချင်းတွေကရှောက်ပေါက်မင်းကယောက်ျားလေးပဲဘာလို့အမျိုးသားရှာတာလဲ။မင်းကငငယ်လေးနဲ့လက်မမလိုက်နဲ့လို့ပြောပေမဲ့လည်းရှောက်ပေါက်ကကျွန်တော်အတွက်မဟုတ်ပါဘူးကျွန်တော်အမေအတွက်လောကမှာအကောင်းဆုံးမျိုးသားကိုရှာပေးခြင်းလို့ပါလို့ပြန်ပြောလိုက်တယ်။အဲ့ဒီခါမှာကြောက်ကလေးကအင်းရှိဆန်ကလောကမှာအကောင်းဆုံးမျိုးသားဖြစ်ကြောင်းတတိယသွားပြီးရှောက်ပေါက်ကိုအင်းရှိမင်းသားဆိုင်ကိုတိတ်တဆိတ်ခေါ်သွားခဲ့တယ်။အိမ်ရှိတန်ကကြောက်ကလေးကိုဖမ်းဆီးပြီးစော့နေတဲ့အချိန်မှာပဲကြောက်ကလေးရဲ့လေကြောင်းမေ့လဲသွားပြီးရှောက်ပေါက်ကသူ့ကိုအိမ်ကိုခိုးယူလာခဲ့တယ်။ဒါပေမဲ့အမျိုးသမီးကအိမ်ရှိတန်ကိုမြင်လိုက်ရတဲ့အခါမှာသူ့ကိုလာဖမ်းတယ်လို့ထင်မှတ်သွားပြီးလန့်သွားပေမဲ့လည်းအိမ်ရှိတန်ကအဲ့ဒီချိန်တုန်းကတတိလစ်နေတော့စော်ကားခဲ့သူကဘယ်သူမှန်းသူသိမှာမဟုတ်ဘူးလို့ထင်လိုက်တယ်။အိမ်ရှိတန်ကတော့မိမိကကြွက်တကောင်ရဲ့လေလေမှုကြောင့်မေ့လဲသွားရတာလို့ပြောရမှာကိုရှက်လို့တယောက်ရဲ့လှုပ်ချမှုကိုခံရတာပါလို့လိန်လေပြောဆိုပြီးဒဏ်ရာနေတဲ့လက်မောင်းကိုပြလိုက်တယ်။အဲ့ဒီခါမှာအမျိုးသမီးကစိတ်ပျော်သွားပြီးဒဏ်ရာကိုနူးညံ့စွာစိတ်ထည့်ပေးလိုက်တာအိမ်ရှိတန်ကသူမပေါ်တန်ရုံးစင်ဖြစ်သွားတယ်။နှစ်ယောက်သားနန်းတော့မဲ့အချိန်မှာရှောက်ပေါက်ကရောက်လာတော့အမျိုးသမီးကအိမ်ရှိတန်ကိုအမြန်ပြန်ခိုင်းလိုက်တယ်။သူမမှာတားရှိနေရကိုအိမ်ရှိဆန်ကိုမသိသေးခြင်းလို့ဖြစ်တယ်။တားဖြစ်သူကတော့အမေအဲ့ဒီလူကိုသဘောကျလာလို့မေးလိုက်တော့မိခင်ဖြစ်သူကဒီလူကအရန်အန်ရများတယ်သူ့နာမကတ်နဲ့လို့၆လန့်ပြောဆိုခဲ့တယ်။အိမ်ရှိဆန်ကအဲ့ဒီမျိုးသမီးကိုရင်းနှီးနေတဲ့လို့ခံစားရတယ်လို့ထင်နေတဲ့အချိန်မှာပဲဘရင်နဲ့မိဖုရားကောင်ကြီးရောက်လာပြီးငါမိလေးကိုထုတ်ပေးလို့ပြောကြတယ်။အိမ်ရှိဆန်ကအိမ်အောင်မပြုတ်ရသေးပဲနဲ့မိကဘယ်ရောက်နေမလဲလို့ကြောင်နေတဲ့အချိန်မှာပဲအမှန်တော့အိမ်ရှိဆန်ကရှောက်ပေါက်ရဲ့ခိုးယူခြင်းခံရနေစဉ်မှာဘရင်မင်းကရှောက်ပေါက်ကိုတွေ့ရှိခဲ့ပြီးအိမ်ရှိဆန်နဲ့ရုပ်ချင်းစင်နေခြင်းလက်မောင်းမှာလည်းတော်ဝင်မိသားစုများမှာပါလိရှိတဲ့မှဲ့ရှင်ပါနေရကြောင်းမိမိတို့ရဲ့မြေဖြစ်ကြောင်းသေချာယုံကြည်သွားခဲ့ခြင်းဖြစ်တယ်။ရှောက်ပေါက်ကအဲ့ဒီအချိန်မှာထွက်ပြေးလွတ်မြောက်သွားခဲ့တော့ဘရင်ကအိမ်ရှိဆန်ကို3ရက်အတွင်းမြေတော်ကိုရှာဖွေဖို့အမိန့်ပေးခဲ့တယ်။အဲ့ဒီတဲ့င်းကိုအိမ်ရှိဆန်မင်းသမီးဖြစ်ချင်နေတဲ့ကောက်တီမင်းသမီးကကြားပြီးအရန်တော်သားထွက်ကသူကဂျာဒူးကိုလူယူမဲ့သူကတပ်ပစ်ဖို့အတွက်ကိုရန်တော်တွေကိုစိတ်လွတ်ခဲ့တယ်။မကြခင်မှာပဲအမျိုးသမီးရဲ့နေရာကိုတွေ့သွားပြီးတော့ကောက်တီမင်းသမီးကလာရောက်ကြမ်းစာပြီးနင့်လိုအရှက်မရှိရဲ့မိန်းမကအင်းရှိဆန်ကိုမြှုပ်ဆွဲရဲတဲ့ဘောလို့ဆဲဆိုလိုက်တယ်။အမျိုးသမီးကတော့မိမိကရွာသူတယောက်ဖြစ်တာကြောင့်အိမ်ရှိဆန်ကိုမြှုပ်ဆွဲဖို့အတွက်မဖြစ်နိုင်ကြောင်းလိန်ညာပြောဆိုပေမဲ့လည်း
မင်းသမီးကမယုံမဲ့နဲ့အိရှိဆန်ကသူမကိုတကယ်သဘောကျနေပြီးခလေးတောင်ရှိနေတာကိုသိတော့သူမတို့ကိုဖမ်းဆီးဖို့အတွက်အမိန့်ပေးလိုက်တယ်။အရေးကြီးတဲ့အချိန်မှာအမျိုးသမီးကတားဖြစ်သူကိုအမြန်ထွက်ပြေးခိုင်းတယ်။ခလေးလေးကလည်းဘေးကခွေးကိုကိုက်ခိုင်းလိုက်တော့မင်းသမီးကခက်တလန့်သွားတော့လဲခွေးကတိုက်ခိုက်တယ်လို့အကြောင်းပြပြီးလူရင်းအားနဲ့ထပ်မံဖမ်းဆီးခိုင်းပြန်တယ်။နောက်ဆုံးမှာတော့အမျိုးသမီးကရှောင်းပေါဟာအိရှိဆန်ရဲ့သားတော်ဖြစ်တယ်မင်းတို့အိရှိဆန်လေးကိုထိခိုက်အောင်လုပ်ရင်အသက်ရှင်မှာမဟုတ်ဘူးလို့ဟင်းဟောက်ပြောဆိုခဲ့ပေမဲ့လည်းမင်းသမီးကမကြောက်တဲ့အပြင်ခလေးကိုတစားကန်လုပ်ပြီးအမျိုးသမီးကိုစော်ကားဖို့အတွက်ကိုရန်တော်တွေကိုခိုင်းစေခဲ့တယ်။အမျိုးသမီးကမင်းသမီးကိုတတ်ဖို့စ조사ပေမဲ့လည်းမင်းသမီးကရှောင်းပေါရဲ့လက်ပင်ကိုညှစ်ပြီးချိန်ချောက်တော့လက်နဲ့ချလိုက်ရတယ်။ခလေးကိုမထိခိုက်စေဖို့အတွက်အမျိုးသမီးကမိမိရဲ့ဝတ်စားတွေကိုချွတ်ကကိုရန်တော်ရဲ့စော်ကားမှုကိုခံဖို့ပြင်ဆင်နေတဲ့အချိန်မှာပဲအိရှိဆန်ကရောက်လာပြီးရက်လိုက်စမ်းလို့အော်ဟစ်လိုက်တော့တယ်။